ခိုင်လေးဘွားမှာဘရောမှမတင်ဖြစ်တော့တဲ့ပုံတွေရှိတယ်အဲ့ပုံတွေကဘယ်နားမှာရေးထားတဲ့ပုံတွေလဲဆိုရင်အကျော်ပြက်ရာတွေပေါ်မှာရေးထားတဲ့ပုံတွေပေါ့နော်အထူးသဖြင့်ဘိုက်လိုနေရာမျိုးတွေမှာပေါ့ဘာလို့ဒီလိုနေရာတွေမှာရေးထားတဲ့ပုံတွေကိုမတင်ဖြစ်တာလဲဆိုတော့ဒီတချို့ညံရင်အားနေတဲ့သူတွေရဲ့လာမန့်နဲ့ comment တွေကြောင့်ပေါ့နော်အဲ့ comment တွေကြောင့်ခိုင်လေးကမတင်ဖြစ်တော့သူတို့ကညံရင်အားနေတယ်ညံရင်အားနေတော့ဘူးတုတလည်းမရှိဘူးတုတမရှိတော့ဒီအကျော်ပြက်ရာလေးတစ်ခုတွေ့တာနဲ့ဒီဟာအပြိုအိုဆိုပြီးတော့ခွဲကြတဲ့ logic ကြီးကြောင့်ပေါ့နော်အဲ့ logic ကြီးကြောင့်ဒါကြီးကိုလည်းဒီလို video တွေလည်းခိုင်လေးတင်ဖို့လည်း feel လည်းမပါတော့ဘာလို့ဒီ comment တွေကိုမြင်တဲ့အခါမှာဒီ client တွေကစိတ်မကောင်းဖြစ်ကြရကွာသိတယ်မလားတချို့ client တွေကျတော့စိတ်မာတယ်စိတ်မဝင်စားဘူး I don't care အဲ့လိုမျိုးပုံစံမျိုးဒါပေမဲ့တချို့ client ကျတော့အဲ့လိုမဟုတ်ဘူးစိတ်ကပျော့ကြရပေါ့နော်အဲ့လို comment တွေတစ်ခုတွေ့လိုက်တာနဲ့သူတို့ပြောခံရတယ်ဘာညာအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်အရင် psycho တွေဖြစ်တယ်ပေါ့ခိုင်လေးကပြန်တွေ့တဲ့အခါမှာလည်းစိတ်မကောင်းဖြစ်ရတယ်အဲ့လိုမျိုးစိတ်မကောင်းဖြစ်တာမို့လို့ကြောပြတ်ထားတဲ့နေရာတွေပေါ်မှာပုံတွေရေးထားတဲ့ဟာတွေရှိပေမဲ့လည်းပြီးသွားတဲ့ပုံတွေကိုခိုင်လေးဘယ်တော့မှမတင်တော့ပါဘူးဒါကြောင့်မို့လို့အကျော်ပြက်ရာဆိုတာအပြိုအိုအိုယောက်ျားမိန်းမဝါယာနေပိန်သွားတဲ့သူတွေမှာလည်းဖြစ်သလိုပိန်ရနေဝါတဲ့သူတွေမှာလည်းဖြစ်တယ်ပြီးရင်အကစားသမားတွေမှာဆိုလည်းဖြစ်တယ်ဒါသဘာဝပဲသဘာဝတရားကိုဗဇက်ရတာခံပြီးတော့ညင်ရင်နှိပ်ပါဆိုတာမပြောကြဘူးပြောရင်းနဲ့ခိုင်လေးကဒီဗီဒီယိုကနေပြီးတော့အားလုံးကိုနှုတ်ဆက်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ် see you